ရားလေတင်တောင်းမှသိတယ်ဖရားမဟုတ်တင်တောင်းမှသိတယ်ဖရားမဟုတ်ဒါဆိုရင်ဟလာတင်တို့မတောင်းမိကပင်တင်တို့အပအသိတော်မူတယ်တဲ့ကျမ်းစာပြောတယ်ဒါဆိုရင်ဆုမတောင်းရတော့ဘူးလားဆရာဆုတောင်းရတယ်လိုတာတောင်းခိုင်းနေတာမဟုတ်ဘူးတင်တို့လိုတဲ့အရာကိုဖရားသိပြီးသားလိုတာတောင်းနေတာကမဟုတ်ဘူးဒါဆိုပါလဲဆရာတင်လိုတာကိုတောင်းရတာမဟုတ်အလိုတော်သိအောင်တောင်းရတာပြန်မဲ့တေချာနာတာတင်လိုတာတွေဖရားကိုသွားမတောင်းနဲ့တင်လိုတာကိုတင်မလိုခင်ကလေးကဖရားကကြိုသိပြီးသားတင်လိုတာတောင်းခိုင်းတာမဟုတ်တင်အပေါ်မှာထားတဲ့ဖရားအလိုတော်ပါလဲဆိုတာသိအောင်တောင်းခိုင်းတာဒါကိုကျမ်းစာပါပြောအလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံခဲ့သူမြေကြီးဘုံမှာပြည့်စုံပါစေဆိုအဲ့ဒီအလိုတော်ကမသိပဲနဲ့တင့်အားဖြင့်ဘယ်လိုပြည့်စုံမှာလဲလို့မြေကြီးဘုံမှာကောင်းကင်ကထွားပြကောင်းကင်မြေကြီးကလူသားတို့ကပေးတော်မူတယ်လို့ပြောတဲ့အတွက်ကြောင့်ခင်ဗျာသဘောပေါက်လားမသိဘူးကောင်းကင်ကထွားပြရဲ့မြေကြီးကလူသားတို့ဟာအလိုတော်ကကောင်းကင်မှာမြေကြီးဘုံမှာဘု து တာဝန်နဲ့မြေကြီးကပြည့်စုံမှုအတွက်ကတို့ရဲ့တာဝန်တင်ဖရားအလိုတော်ကိုသိပြီးတော့မှဖရားအလိုတော်အတိုင်းအသက်ရှင်နေသေးရဲ့တင်အလိုဟာတောင်းစရာမလိုဘဲနဲ့ပြည့်ရတဲ့အခွင့်ကိုဖရားကပေးထားပြီးသားအာမင်ဒါတင်တို့ဆူတောင်းတာတွေအရင်မှနဲ့မင်းတို့သာသနာ့ဘလူတွေလို့မင်းတို့အချင်းကြီးအထက်ထက်မွတ်ဆိုတယ်ကွာတဲ့မင်းတို့လိုတာတောင်းခိုင်းတာမဟုတ်ငါမင်းတို့အပေါ်မှာထားတဲ့အကြံစီကိုတောင်းစမ်းဒါယေရမိ33ငယ်3မှာပြောလဲငါ့ကိုခေါ်ငါပြောချင်တာပါလဲငါ့ကိုခေါ်ငါထုမဲ့ဆိုတာပါလဲငါ့ကိုခေါ်ငါထုမဲ့ဆိုတာဘာပြောတာလဲမင်းတို့ငါ့ကိုတောင်းစမ်းပါဒါပေမဲ့တောင်းတဲ့အခါမှာမင်းတို့လိုချင်တာတွေမတောင်းနဲ့မင်းတို့လိုချင်တဲ့အရာတွေအားလုံးမင်းတို့မတောင်းငယ်ကငါသိပြီးသားမင်းတို့ရဲ့အကြံစီကငါအကြံစီနဲ့ဒီလိုမိုးနဲ့မြေလိုကွာခြားလုံးအားကြီးတယ်တော့လာမနေကိုမောင်မတို့ဒီနေ့တင်တို့တောင်းခဲ့ကြတယ်မဟုတ်ဘူးလားဘာလို့တောင်းခဲ့လဲဆိုတော့တင်တို့လိုအပ်မှုတွေတင်တို့ဖျားခင်ဖြစ်ဆွဲမှုတောင်းကြတယ်မဟုတ်ဘူးလားတကယ်တော့ညီကိုမောင်မတို့ရှင်းရှင်းလေးပဲတင်တို့တောင်းတဲ့အရာတွေအားလုံးတနာချင်းကုဏနဲ့ပြည့်စုံတဲ့ဖျားတနာပြီးတော့ပေးပေမဲ့အဲ့ဒါဖျားရဲ့အလိုတော်လုံးဝမဟုတ်ဘူးဖျားရဲ့အလိုတော်ကတင့်အလိုပြည့်စုံစေချင်တာမဟုတ်ဖျားအလိုပြည့်စုံစေချင်တာအာမင်မကြည့်ရအောင်ဆူတောင်းခြင်းသင်ပေးတဲ့ထဲမှာဘာတွေ့ရလဲကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်ရဲ့အဖကိုရိနာမတော်အားယုတိလေးမြတ်ခြင်းယုတိလေးမြတ်ခြင်း